အားလုံးပဲမင်္ဂလာပါ။ဘာဖြစ်ခုခင်မှကြိုဆိုပါတယ်။အိမ်မှာလူတကူရှင်းလို့ရမယ်။ဟင်းရှင်းနီလန်းလေးကိုနော်ပြပြပေးသွားမှာပဲဖြစ်ပါတယ်။အခုကျွန်တော်ရှင်းပြပေးမှာတော့စိတ်ပင်လေးပဲဖြစ်ပါတယ်။ဒီမျိုးကိုရှင်းမယ်ဆိုရင်ဘာလိုရလဲဆိုတာကိုကျွန်တော်တခုရှိအသေးစိတ်ပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီဆုံးချက်သွန်ဖြူနေခြင်းစပယ်လင်းပြီးရင်ကျွန်တော်တို့ကလပ်ပဲဒါကတော့ကျွန်တော်လိုအပ်တဲ့ပစ္စည်းပဲဖြစ်ပါတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့အရသာမဟုတ်နည်းနည်းစီစနွေးမဆလာမြများလေးထည့်နိုင်ထည့်ပါစိတ်သားဆိုတဲ့မျိုးကမဆလာနိုင်မှမွေးတဲ့အသားမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ဖြစ်နိုင်ရဲ့မဆလာမြများလေးထည့်ပေးပါပြီးတော့ကျွန်တော်တို့ဒေချာလေးရိုးသမားမှုလိုက်ပါမယ်ကပ်ပါဦးလွယ်လေးပါလေးဝိုင်းဆိုရင်တော့ကျွန်တော်တို့ပဲ့ပြုတ်ထားတဲ့ဦးတွေကိုအစိုးရကျွန်တော်တို့နေထားတဲ့အသားတွေကိုကျွန်တော်တို့ထည့်ပါမယ်ဒီဝိုင်းဆိုရင်တော့ကျွန်တော်တို့စိတ်သားနူးအောင်ဆိုရင်တော့ကျွန်တော်တို့35မိနစ်45မိနစ်တော့ကျွန်တော်တို့အုပ်ထားပါမယ်ကျွန်တော်တို့တတ်မှတ်ထားတဲ့အချိန်ရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဟိုဖွင့်ကြည့်လိုက်ပါမယ်နောက်ဆိုရင်တော့ကျွန်တော်တို့ဟိုရင်နဲ့စိတ်ပန်းရပါပြီဒီကြိုင်ဒီကျွန်တော်တို့နန်းထည့်လိုက်ပါမယ်ဆိုရင်တော့ကျွန်တော်တို့ရတာရှိတဲ့စိတ်ပန်းဟင်းတစ်ခွက်လေးကိုရရှိပဲဖြစ်ပါတယ်နောက်ဗီဒီယိုလေးကိုကြည့်ရဖြစ်မိတ်ဆွေတို့လည်းစက်တက်ပြီးလို့ထင်ပါတယ်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးတဲ့တယောက်ရှင်းရအောင်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းဘယ်လိုဗီဒီယိုတွေတင်မယ်ဘာဆက်ပြမယ်ဆိုတာကိုကြည့်နေဆိုရင်တော့ကျွန်တော် channel လေးကို like and subscribe လုပ်ထားပြီးတော့စောင့်မျှော်ပေးပါလို့တောင်းဆိုပါတယ်ကျွန်တော်တင်တန်းသိအောင်လို့အပေါ်ကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့မမေ့နဲ့နော်အဲဒါဆိုရင်တော့ကျွန်တော်ဗီဒီယိုတို့ဒီမှာပဲဆုံးသက်လိုက်ပါပြရစီအားလုံးပဲ bye bye